အားလုံးမင်္ဂလာပါကျွန်တော်နာမည်နဲ့ကျွန်တော်ရမိတ်ဆက်ပေးမယ်เนาะကျွန်တော်နာမည်ရဲနိုင်ဦးပါထိုင်းနိုင်ငံနေရာအနှံ့မှာဆောက်လုပ်ရေးကော်ဆန်အလုပ်လူခေါ်ပါတယ်ဆောက်လုပ်ရေးကော်ဆန်လုပ်ချင်တဲ့ဒီကမော်ဒမားတွေရှိရဆိုရင်24နိုင်ဆက်သွယ်လာခဲ့เนาะဆောက်လုပ်ရေးကော်ဆန်အလုပ်ကမိန်းကလေးက350ယောက်ျားလေးက400ဟုတ်ပြီเนาะအထောက်ထားရှိမရှိတကယ်လုပ်ချင်တယ်ဆိုရင်ဆက်သွယ်လာခဲ့ပါမေးမြန်းလို့ရပါတယ်အလုပ်ကိစ္စနဲ့ပတ်သက်အသေးစိတ်မေးမြန်းလို့ရပါတယ်ကားကစမတ်ခဘယ်လောက်လဲလို့မေးကားကရောစမတ်ခရောအပီးအစီးမှတယောက်ကို2000ပါအ2000ကကြိုလဲမလွယ်ခိုင်းဘူးကြိုလဲမတောင်းဘူးเนาะအကိုတွေအမတွေရှိတဲ့နေရာကြမှာနေရာထိကျွန်တော်ကားလာခေါ်ပါတယ်အလုပ်ထဲရောက်မှာကားသမားကိုပေးရမယ်နောက်တစ်ခုကမိန်းကလေးတွေအိမ်အကူလုပ်ချင်တယ်ဆိုရင်ဆက်သွယ်လာခဲ့အိမ်အကူစကားနည်းနည်းပပတက်တယ်အထောက်ထားရှိရဆိုရင်အခြေခံလာစာဝေချင်း12000 1300ရမယ်ဟုတ်ပြီเนาะဈေးရောင်းရှိမယ်ချက်တော့ဆိုင်ရှိမယ်ဟိုတယ်တန်ရှင်းရေးရှိမယ်တကယ်လုပ်ချင်တယ်ဆိုရင်ဆက်သွယ်လာခဲ့နောက်တစ်ခုမြန်မာပြည်ကနေတင်ကျင်တဲ့မြန်မာပြည်ကနေဆက်သွယ်ပြီးတော့တင်ကျင်တဲ့ပွဲသားတွေ agent တွေရှိရဆိုရင်ဆက်သွယ်လာလို့ရပါတယ်ဘယ်လိုဆက်သွယ်ရမလဲဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်မှာအထက်မှာကျွန်တော်ရဲ့ဖုန်းနံပါတ်တင်ပေးထားမယ်ကျွန်တော်ရဲ့ license ကောက်တင်ပေးထားမယ်မြန်မာပြည်ကနေကျွန်တော်တို့ထိုင်းထိအလုပ်ကော PSC တယောက်ကိုမြန်မာငွေ30ပါအထောက်ထားမရှိလဲကျွန်တော်တို့ VIP နဲ့ခေါ်တင်ပေးမယ်ဘလို့ VIP လဲဆိုရင်ကျွန်တော်မဲဆိုင်ကားကိတ်ကနေပြီးတော့မော်ချိတ်ကားကွင်းထိအိစပတ်နဲ့လာရမယ်အထောက်ထားမရှိလဲအိစပတ်မဟုတ်ခဲ့ဘူးဆိုရင်ပတ်စံတစ်ကြမ်းမှမပေးနဲ့ဟုတ်ပြီနော်အခန်းရောက်ငွေချေအလုပ်ပါအပီစီတစ်ခါတည်းပေးမယ်ယုံကြည်တဲ့ညီကိုမောင်နှမတွေဆက်သွယ်လာခဲ့တကယ်အလုပ်ခက်ခဲဖြစ်တဲ့သူတွေဆက်သွယ်လာခဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်နေဆိုရင် like and share follow လုပ်ပေးပါအောင်လို့ကျွန်တော်အသေးစိတ်ရှင်းပြထားသည့်အတွက် like and share follow လေးလက်ခံလုပ်ပေးပါအောင်နော်တယောက်တစ်ယောက်ဒါမြင်အောင်လို့ပူပူပေါ့ဘယ်နေရာမှာအလုပ်ရှိတယ်ဘယ်ပွဲသားမှာအလုပ်ရှိတယ်သိအောင်မြန်မာပြည်ကနေတင်ကျင်နေဆိုရင်လည်းဒီပွဲသားကမြန်မာငွေ30ယူတဲ့အလုပ်က PC ပေးတယ်အခန်းရောက်ငွေချေနောက်တစ်ခုကအထောက်ထားမရှိလဲ A7 နဲ့တင်ပေးတယ်ဆိုတာအသေးစိတ်သိအောင်နားလည်အောင်လို့နော်ဒီဘန်ကောက်အတွင်းမှာလည်းဆောက်လုပ်ရေးကော်ဆန်လုပ်ချင်တဲ့ညီကောင်မောင်နှမတွေရှိတယ်ဆက်သွယ်လာခဲ့ပါရုပ်လာမျိုးဝန်ဆောင်မှုပေးပါတယ်နော်ကျွန်တော်နာမည်ရင်းနိုင်ဦးပါ